လောကလူတွေဟာဝိကြေးဒနာတွေပစ္စည်းဥစ္စာတွေပိုင်ဆိုင်မှုကြိုးစားနေတော့လည်းပဲလူရဲ့ဂုဏ်သိက္ခာကိုပိုင်ဆိုင်မှုကြမကြိုးစားကြဘူးမေ့နေကြတယ်အရေးကြီးတာလူဖြစ်လာလို့ရှိရင်လူရဲ့ဂုဏ်သိက္ခာတွေပိုင်ဆိုင်မှုကပိုအရေးကြီးတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဟောတာကိုယ့်ရင်ထဲမှာအမုန်းတရားကင်းပြီလားသူများမကြည့်နဲ့ကိုယ့်ရင်ထဲမှာကိုမကျေနပ်တဲ့ကိစ္စတစ်ခုသို့မဟုတ်ကိုမနှစ်မြို့တဲ့အရာတစ်ခုဖြစ်လာလို့ရှိရင်ဒေါသဖြစ်တယ်လားသို့မဟုတ်ကိုဟာကိုနဲ့မတည့်တဲ့ပုဂ္ဂိုလ်အပေါ်မှာဆွဲဆွဲမြဲမြဲမုန်းတီးခြင်းတွေမုန်းတီးတဲ့စိတ်တွေအညှို့အတေးတွေကိုမှရှိတယ်ဒါပဲစစ်ဆေးရဖြစ်အဲ့ဒါစစ်ဆေးကြည့်လို့ဘယ်သူ့ပေါ်ဖြစ်မကျေနပ်ဘူးမကျေနပ်လို့အခွင့်အရေးဆောင်ပြီးတော့ကလေးစားချေမယ်ဆိုတဲ့စိတ် revenge ဆိုတာမျိုးနော်ဒီပြည့်စကားတွေတော့မသိဘူးအိန္ဒိယစကားတွေရဲ့တီးမှုကိုပြောရမယ်ဆိုလို့ရှိရင်တော်တော်များများအိန္ဒိယစကားတွေကိုကြည့်ကြည့်အိန္ဒိယစကားတွေရဲ့တီးငါပါလဲလို့ဆိုရင်ပထမစပြီးတော့လူတယောက်ကိုနှိပ်စက်ပြမှာပြီးရင်ကလေးစားချေအဲ့ဒီဟာကိုပညာပေးနေတယ်လို့ဖြစ်တယ်ကိုရီးယားစကားတွေတော့မသိဘူးလေဘာဦးစားပေးရိုက်နေတယ်တော့မသိဘူးလောကစကားတွေမှာတော်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဆိုးကလူတယောက်ကိုဆိုတေးဥဆောင်တဲ့ actor actress ကိုနှိပ်စက်ပြတယ်ပြီးရင် revenge လုပ်တယ်ကလေးစားချီအဲ့ဒါတွေကတကယ်တော့လေမြတ်စွာဘုရားအဆုံးအမတော်တွေအလုံးကိုဆန့်ကျင်နေတဲ့အရာတွေသာဖြစ်တယ်လောကလူတွေကခင်မိတယ်ဆိုပြီးတော့အဲ့ဒီစိတ်ဓာတ်တွေကိုမွေးနေကြအမှန်က revenge ဆိုတဲ့ကလေးစားချေမှုကောင်းတဲ့အရာမဟုတ်ဘူးရှင်တဲ့နှလုံးထဲမှာအညှို့တေးတွေထားခြင်းဟာမှန်ကန်မှုဒါကြောင့်မြတ်စွာဘုရားကိုယ်ရင်တဲ့နှလုံးထဲမှာအညှို့တေးတွေရှင်းပြရမယ်လို့ဆိုဘာနဲ့ရှင်းထုတ်အောင်မေတ္တာပါဝိတ္တပါမိတ်ဆွေစိတ်ဓာတ်ကိုခိုင်မာမွေးပြီးရှင်းထုတ်လိုက်ပါ